အမေရဲ့လက်ဖွာအမေဒီဘွားကဘာလို့ဒီလောက်ခက်ခဲနေရတာလဲဆိုပြီးလူငယ်လေးအောင်သူကတနေ့အိမ်ထဲဝင်လာရင်မကြေမနက်ပြောလိုက်တယ်အမေကတော့မောပန်းနေတဲ့မျက်နှာနဲ့ဒါအဆင်ပြေသွားမှာပါလို့ပဲပြုံးပြတယ်တနေ့မှာတော့အောင်သူစာကြက်ရင်အိပ်ပျော်သွားခဲ့တယ်မြေတန်းခေါင်ကြတော့ရေတောက်ဖို့နိုးလာတဲ့အချိန်မိဖို့ချောင်ထဲကအတန်သေးသေးလေးကြားလိုက်ရတယ်အမေကမနှက်ဖြန်သားချောင်းစီရဲ့အတွက်အိမ်နီးချင်းစီမှာအဝတ်လျှော်ပေးနေတာပါလက်ဖွားတွေကစက်ပြာရည်ကြောင့်ကွဲအပ်နေပြီးမောလွန်းလို့နယံကိုမိထားရသေးတယ်ဒါကိုမြင်လိုက်တဲ့အောင်သူရဲ့မျက်လုံးထဲမျက်ရည်ဝင်လာတယ်သူခုမှနားလည်သွားခဲ့တယ်သူအိပ်ပျော်နေတဲ့အချိန်တိုင်းမှာအမေကသားနာခဲ့အတွက်မအိပ်ခဲ့ရတာမနေ့ရောက်တော့အောင်သူအမေရဲ့လက်ကိုကင်ပြီးတိုးတိုးလေးပြောလိုက်တယ်အမေသားစူးစားတော့မယ်အမေပင်ပန်းခဲ့သည်များအတွက်ဒီနေ့သားပြန်ပေးမယ်အမေကဘာမှမပြောဘဲပြုံးလိုက်တယ်ဒါပေမဲ့အဲ့ဒီအပြုံးထဲမှာမိဘတယောက်ရဲ့အချစ်တွေအကုန်ပါနေခဲ့တယ်